ရှင်မသက်ခရစ်ဝင်ခန်းကြီး23ထိုအခါယေရှုသည်တပည့်တော်တို့နှင့်လူအပေါင်းတို့အားဟောပြောတော်မူသည်ကားကျမ်းပြုဆရာဖာရိရှဲတို့သည်မောရှေ၏ထံရာပလင်ပေါ်မှထိုင်ကြ၏ထိုကြောင့်သူတို့စီရင်ထုံးဖွဲ့သမျှတို့ကိုစောင့်ရှောက်၍ပြုကြလော့သူတို့၏အကျင့်အတိုင်းမကျင့်ကြနှင့်အကြောင်းမူကားသူတို့သည်စီရင်ထုံးဖွဲ့တော်လဲကိုယ်တိုင်မကျင့်ကြအလွန်လေး၍ထမ်းခဲသောဝင်တို့ကိုပြင်ဆင်၍သူတစ်ပါးပခုံးပေါ်မှတင်တက်ကြ၏မိမိတို့မူကားလက်ဖြားနှင့်မျှမရွေ့လိုကြသူတို့သည်ပြုသမျှသောအကျင့်အမူတို့ကိုလူများရှိမှထင်ရှားစေခြင်းငှာပြုကြ၏ကျေသောလက်ဖွဲ့တို့ကို၎င်းကြီးသောပပွားတို့ကို၎င်းဝတ်လျက်ရှိကြ၏ပွဲသဘင်တရားစရက်တို့၌မြင့်သောနေရာထိုင်ရာကို၎င်းဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်းအရှင်ဖျားအရှင်ဖျားဟုလူများခေါ်ခြင်းကို၎င်းနှစ်သက်ကြ၏တင်တို့မူကားအရှင်ဖျားဟုခေါ်ခြင်းကိုမခံကြနှင့်ခရစ်တော်တည်းဟူသောတင်တို့၏အရှင်ဖျားသခင်တစ်ပါးတည်းရှိ၏တင်တို့အပေါင်းသည်ညီအကိုချင်းဖြစ်ကြ၏မြေကြီးပေါ်မှအဘေသူကိုမျှအဘဟု၍မခေါ်ဝေါ်ကြနှင့်ကောင်းကင်ဘုံ၌တင်တို့အဘတစ်ပါးတည်းရှိတော်မူ၏ဥပဇေဆရာဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်ခရစ်တော်တည်းဟူသောတင်တို့ဥပဇေဆရာတစ်ပါးတည်းရှိ၏တင်တို့တွင်အကြီးဖြစ်သောသူသည်တင်တို့အစေခံဖြစ်ရ၏အကျဉ်သူသည်မိမိကိုယ်ချီးမြှောက်အံ့ထိုသူသည်နှိမ့်ချခြင်းသို့ရောက်လက်တံ့အကျဉ်သူသည်မိမိကိုယ်နှိမ့်ချအံ့ထိုသူသည်ချီးမြှောက်ခြင်းသို့ရောက်လက်တံ့ဟန်ဆောင်တတ်သောကျမ်းပြုဆရာဖာရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်၏တကားကိုလူတို့ရှိမှပိတ်ထား၍မိမိတို့လည်းမဝင်လိုသောသူတို့ကိုလည်းစီးတားကြ၏ဟန်ဆောင်တတ်သောကျမ်းပြုဆရာဖာရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားမုတ်ဆိုးမအင်ကိုလူယူသိမ်းစား၍အပြစ်မပေါ်စေခြင်းငှာရှေးစွာသောပထနာစကားကိုရွတ်တက်ကြ၏ထိုကြောင့်တာ၍ကြီးစွာသောဒဏ်ကိုခံရကြလက်တံဟန်ဆောင်တတ်သောကျမ်းပြုဆရာဖာရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားလူတစ်ယောက်ကိုပင်ဘာသာတွန်းခြင်းငှာကုန်းချောင်းရေချောင်းပတ်လေလှဲ့လေ၍ဘာသာတွန်းပြီးသောသူကို၎င်းမိမိတို့ထက်နှစ်ဆသောငရေသာဖြစ်စေကြ၏လမ်းပြသောလူကန်းတို့သင်တို့သည်အမင်္ဂလာရှိကြ၏ဗိမာန်တို့ကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျင်မတည်ဗိမာန်တို့၏ရွှေကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျင်တည်သည်ဟုသင်တို့ဆိုကြ၏လူမိုက်လူကန်းတို့ဘေးအရာသည်တာ၍မြတ်သည်ထိုရွှေကားမြတ်သလောထိုရွှေကိုတန့်ရှင်းစေသောဗိမာန်တော်ကမြတ်သလောတနည်းကရစ်ပလင်ကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျင်မတည်ရစ်ပလင်ပေါ်မှရှိသောပူဇော်တကားကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျင်တည်သည်ဟုသင်တို့ဆိုကြ၏လူမိုက်လူကန်းတို့အဘေးအရာသည်တာ၍မြတ်သည်ထိုပူဇော်တကားကမြတ်သလောထိုပူဇော်တကားကိုတန့်ရှင်းစေသောရစ်ပလင်ကမြတ်သလောထိုကြောင့်ရစ်ပလင်ကိုတိုင်တည်၍ကျိန်ဆိုလျင်ရစ်ပလင်မှဆ၍ရစ်ပလင်ပေါ်မှရှိသမျှကိုတိုင်တည်၍ကျိန်ဆိုသည်ဗိမာန်တော်ကိုတိုင်တည်၍ကျိန်ဆိုလျင်ဗိမာန်တော်မှဆ၍ဗိမာန်တော်၌ကင်းဝတ်တော်မူသောသူကိုတိုင်တည်၍ကျိန်ဆိုသည်ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုလျင်ဖျားသခင်၏ပလင်တော်ကို၎င်းပလင်တော်ပေါ်မှထိုင်တော်မူသောသူကို၎င်းတိုင်တည်၍ကျိန်ဆိုသည်ဟန်ဆောင်တတ်သောကျမ်းပြုဆရာဖာရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားပင်စိမ်းစမွတ်ဇီယာအတီးအရွက်တို့ကိုစေဖို့တဖို့လှူခြင်း၌အလေးထားတော်လဲတရားသဖြင့်စီရင်ခြင်းသူတစ်ပါးကိုတနာခြင်းတစ္ဆာဆောင်ခြင်းဖြစ်သောကြီးလေးသည့်ပြည့်ညတ်တရားတို့ကိုကလှတ်ထားကြ၏နောက်ဆိုသောအရာတို့ကိုသင်ကျင့်ရမည်ရှေ့ကဆိုသောအရာတို့ကိုလည်းခြံလှက်မထားနှင့်လမ်းပြသောလူကန်းတို့
တင်းတို့သည်ချင်းတကောင်ကိုမျှမပါစေခြင်းကရေကိုစစ်လျက်နှင့်ကလအုပ်ကိုမြို့ကြ၏ဟန်ဆောင်တသောကြံပြုစရာဖာရိရှဲတို့တင်းတို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားဖလားလင်ပန်းကိုအပြင်၌စေးကြောကြ၏အတွင်း၌ကလူယူခြင်းမတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့်လျက်ရှိ၏မျက်စိကန်းသောဖာရိရှဲတို့ဖလားလင်ပန်းတို့ကိုအတွင်း၌ရှိဥစွာစေးကြောလော့တို့ပြုလျင်အပြင်ကတန့်ရှင်းလိမ့်မည်ဟန်ဆောင်တသောကြံပြုစရာဖာရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားအဖြူတုပ်သောတင်းကြိုင်းတွင်းနှင့်တူကြ၏ထိုတွင်းသည်အပြင်၌တင့်တယ်စွာတကားအတွင်း၌ကလူသည်အယိုးအငိအကျေးအမျိုးမျိုးနှင့်ပြည့်လျက်ရှိ၏ထိုအတူသင်တို့သည်အပြင်၌လူတို့ရှိမှဖြောင့်မတ်ဟန်ရှိ၏အတွင်း၌ကလျှို့ဝှက်ခြင်းမတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့်လျက်ရှိ၏ဟန်ဆောင်တတ်သောကြံပြုစရာဖာရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားပရောဖက်မှဆ၍ဖြောင့်မတ်သောသူတို့၏တင်းကြိုင်းတွင်နှင့်အယိုးအိုးတို့ကိုတီလို့၍တစားစင်သဖြင့်ငါတို့သည်ဘိုးဘေးတို့လက်ထက်၌ရှိလျင်ပရောဖက်တို့ကိုတတ်သည့်အမှုကိုလက်မခံပြီဟုဆိုကြ၏ထိုသို့ဆိုသောသင်တို့သည်ပရောဖက်တို့ကိုတတ်သောသူတို့၏အမျိုးအနွယ်ဖြစ်သည်ကိုအဖို့ကိုတည်တည်ခံကြ၏တို့ဖြစ်၍ဘိုးဘေးတို့၏အကျင့်ပမာဏကိုမိအောင်ကျင့်ကြလော့မွေဆိုးအမျိုးတို့သင်တို့သည်အပြစ်ငရေမှအဘေသို့လွတ်နိုင်ကြမည်နီထိုကြောင့်ဗျာဒိတ်တော်အချက်ဟုမူကားပရောဖက်ပညာရှိကြံပြုစရာတို့ကိုသင်တို့ရှိရာသို့ငါစေလွှတ်၏ထိုသူအချို့တို့ကိုကွပ်မြစ်၍လဝါကားတိုင်း၌တတ်ကြလိမ့်မည်အချို့တို့ကိုတရားစရက်၌ရက်၍တမျိုးမှတမျိုးသို့ညှင်းဆဲနှင်ထုတ်ကြလိမ့်မည်ထိုကြောင့်ဖြောင့်မတ်သောအာဘေလ၏သွေးမှစ၍အတွင်းဗိမာန်တော်နှင့်ရစ်ပလင်၏အကြား၌တင်းတို့တတ်ကြသောမာရခိတာဇာခရိ၏သွေးတိုင်အောင်မြေကြီးပေါ်၌တွန်းပြီးသမျှသောသူတော်ကောင်းတို့၏သွေးသည်တင်းတို့ကောင်းပေါ်သို့ရောက်လိမ့်မည်ငါအမှန်ဆိုသည်ကဤအရာများတို့သည်ယခုဖြစ်သောလူများပေါ်သို့ရောက်ကြလိမ့်မည်။အိုယေရုရှလင်မြို့ယေရုရှလင်မြို့သင်သည်ပရောဖက်တို့ကိုတတ်မြဲရှိ၏။သင်ရှိရာသို့စေလွှတ်တော်သူတို့ကိုလည်းကြောက်ခဲနှင့်ပြစ်မြဲရှိ၏။ကျက်မသည်မိမိသားငယ်တို့ကိုအတောင်အောက်၌စုယုံတကဲ့သို့သင်၏သားတို့ကိုစုယုံစေခြင်းဟာဂျိမ်ဖန်များစွာငါအလိုရှိ၏။သင်မူကားအလိုမရှိသင်တို့နေသောအိမ်သည်သင်တို့၌လူစိတ်ညံလျက်ကြံရစ်ရ၏ငါဆိုသည်ကထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူသည်မင်္ဂလာရှိစေသောဟုသင်တို့မပြောမီတိုင်အောင်ယခုမှစ၍သင်တို့သည်ငါမျက်နှာကိုမမြင်ရကြဟုမိန့်တော်မူ၏ဖတ်ရှုသွားတဲ့နှုတ်ကပတ်တော်ကြားနာသူအရောက်စီတိုင်းအတွက်ကောင်းကြီးဖြစ်ပါစေ